နေ့တော့ပုံထဲမှာပြထားတဲ့ကလေးလေးထိုးကြမယ်ပေါ့နော်လွယ်လဲလဲတယ်မြန်လဲမြန်တယ်ချစ်ဖို့လည်းကောင်းတဲ့အတွက်ကြောင့်မလို့ဒါလေးကိုထိုးပြထားပါတယ်ပထမဆုံးအနေနဲ့ဝက်ဝင်လေးထိုးရမယ်ဆိုအညူရောင်လေးသုံးပေါ့နော်ချင်းလေးကို9ကတက်လိုက်ပါတယ်ချင်း9ကကပ်ပြီးရတဲ့ခါကျရင်နှစ်ချင်းကိုကြော်ပြီးတော့ပေါ့နော်3ခုမြောက်မှာတိုင်ရှိအဲဒီ3ပေါက်မြောက်ထဲမှာတိုင်ရှိ2တိုင်ထိုးလိုက်ပါတယ်တိုင်ရှိ2တိုင်ထိုးပြီးရတဲ့ခါကျရင်ဘေးနားမှာတစ်ပေါက်ကိုတိုင်ရှိ1တိုင်စီနဲ့စုစုပေါင်း9တိုင်ထိုးပါမယ်တိုင်ရှိလေး9တိုင်ထိုးလာခဲ့ပြီလို့နောက်ဆုံးအပေါက်ကိုကျန်တဲ့အခါမှာတော့အဲဒီတိုင်ရှိတစ်ပေါက်ထဲမှာပဲတိုင်ရှိစုစုပေါင်း6တိုင်ထိုးလိုက်ပါမယ်ရှင်တိုင်ရှိလေး6တိုင်ထိုးလိုက်မယ်ပေါ့နော်တိုင်ရှိ6တိုင်ပြည့်သွားတဲ့အခါမှာဆိုလို့ရှိရင်ပထမဟိုဘက်ချက်မှာထိုးခဲ့တယ်တစ်ပေါက်ကို1တိုင်စီနဲ့တိုင်ရှိ9တိုင်ဘက်မှာနောက်ထပ်ဒီဘက်တစ်ချမ်းမှာကျန်တဲ့တစ်ချမ်းမှာပေါ့နော်တိုင်ရှိတစ်ပေါက်ကို1တိုင်စီနဲ့9တိုင်စီပြန်ထိုးပါမယ်အဲ့လိုမျိုး9တိုင်ထိုးပြီးရဲ့အခါမှာတော့နောက်ဆုံးကျန်တဲ့အပေါက်ကိုတိုင်ရှိတစ်ပေါက်ထဲမှာစုစုပေါင်း4ကထိုးလိုက်ပါမယ်တိုင်ရှိ4ကထိုးပြီးရတဲ့အခါမှာရှက်ကော်လေးနဲ့ဆက်ပြီးတော့တိုင်ရှိပွားပေါ့နော်တစ်ပေါက်ထဲမှာတိုင်ရှိ2ခါကိုစုစုပေါင်း2ခါထိုးလိုက်ပါမယ်အဲ့တော့ပထမဆုံး2ပေါက်မှာတိုင်ပွား2ခါဆိုတော့4တိုင်ဖြစ်သွားပါမယ်ပြီးရင်နောက်ထပ်တစ်ပေါက်ကိုတစ်ချက်စီနဲ့တိုင်ရှိစုစုပေါင်း9တိုင်ထိုးလိုက်ပါမယ်9တိုင်ထိုးပြီးသွားလို့နောက်ဆုံးတစ်ပေါက်ထဲမှာတိုင်ရှိ6ခါထိုးထားတဲ့နေရာကိုရောက်တဲ့အခါကျရင်တစ်ပေါက်ကိုတိုင်ရှိပွားပေါ့နော်တစ်ခါစီနဲ့စုစုပေါင်း6ခါထိုးလိုက်ပါမယ်ရှင်တိုင်ရှိပွားတစ်ပေါက်ကိုတိုင်ပွားတစ်ခါစီနဲ့တိုင်ရှိစုပေါင်း6ခါထိုးပြီးသွားရင်ကျန်တဲ့9တိုင်မှာတစ်ပေါက်ကိုတစ်ချက်စီနဲ့တိုင်ရှိစုစုပေါင်း9တိုင်ထိုးလိုက်မယ်9တိုင်ထိုးပြီးသွားရင်နောက်ဆုံးတစ်ပေါက်ထဲမှာတိုင်ရှိ4ခုထိုးခဲ့တဲ့နေရာရှိရပေါ့နော်အဲ့နေရာမှာ4ခုကိုလည်းတိုင်ရှိပွား4ကထိုးလိုက်ပါမယ်တိုင်ရှိပွား4ကထိုးပြီးတဲ့အခါမှာတော့ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှင်ရှက်ကော်ကို2ချက်ထိုးမယ်ပေါ့နော်ရှစ်ကော်လေး2ခါထိုးပြီးရတဲ့အခါကြာလို့ရှိရင်တစ်ပေါက်ထဲမှာတိုင်ရှိစုစုပေါင်း9တိုင်ထိုးမယ်ပေါ့နော်စုစုပေါင်းတိုင်ရှိ9တိုင်ထိုးလိုက်ပါမယ်ဒါလေးကနရွယ်လေးအတွက်ပေါ့နော်တိုင်ရှိလေး9တိုင်ထိုးလိုက်မယ်တိုင်ရှိ9တိုင်ထိုးပြီးရတဲ့အခါကြာလို့ရှိရင်ဘေးနားကကက်ရက်ပေါက်လေးကနေစပြီးတော့ရှက်ကော်လေး9ခါပြန်ပြီးတော့ချိတ်ပါမယ်ရှင်တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါ9ခါအဲ့လိုမျိုး9ခါချိန်ပြီးသွားတဲ့အခါကျလို့ရှိရင်တစ်ပေါက်ထဲမှာတိုင်ရှိ9ခါပြန်ထိုးပါမယ်နော်တိုင်ရှိ9ခါထိုးလိုက်ပါမယ်တိုင်ရှိ1ခါတိုင်ရှိ2ခါတိုင်ရှိ3ခါရှိ4ခါတိုင်ရှိ9ခါတိုင်ရှိ9ခါထိုးပြီးသွားတဲ့အခါကျရင်ဘေးနားကရက်ပေါက်လေးမှာရှက်ကော်လေး2ခါနှစ်ပေါက်ဆက်တိုက်ချိတ်လိုက်မယ်ပေါ့နော်ပြီးသွားတဲ့အခါကျလို့ရှိရင်ချီစာလေးဖြတ်လိုက်ပါမယ်ချီစာလေးဖြတ်ပြီးသွားရင်အဲ့ဒီချီစာလေးကိုအနောက်ကျောချမ်းထဲမှာလိုက်သိမ်းလိုက်ပါမယ်ရှင်ကလစ်ပြပြီးရတဲ့အခါမှာဆိုလို့ရှိရင်ဝက်ရုပ်လေးထိုးမှဖြစ်လို့ဝက်နှာခေါင်းလေးထိုးမယ်ပေါ့နော်ဝက်နှာခေါင်းလေးထိုးမယ်ဆိုလို့ရှိရင်တော့ပန်းရောင်သူ့ထက်ရင်းတဲ့အရောင်ဒါမှမဟုတ်ရင်သူ့ထက်ဖြောတဲ့အရောင်လေးကိုသုံးပြီးတော့ချင်းလေးကထိုးလိုက်ပါမယ်ချင်းလေးကပြီးရတဲ့အခါမှာဆိုလို့ရှိရင်တော့တိုင်တို2တိုင်ထိုးပါမယ်ရှင်တိုင်တို1ခါတိုင်တို2ခါတိုင်တို2ခါထိုးပြီးရတဲ့နောက်မှာနောက်ဆုံးကျန်ခဲ့တဲ့အပေါက်မှာတစ်ပေါက်ထဲမှာတိုင်တို3ခါထိုးလိုက်မယ်ပေါ့နော် W ထိုးလိုက်ပါမယ်ရှင်တိုင်တိုတစ်ပေါက်ထဲမှာ3ခါထိုးပြီးရတဲ့အခါမှာဆိုလို့ရှိရင်ဘေးနားကအပေါက်မှာတိုင်တို1ခါထိုးမယ်နောက်ဆုံးကျန်ခဲ့တဲ့အပေါက်မှာတော့တိုင်ပွား1ခါထိုးလိုက်ပါမယ်ပေါ့နော်
ရက်ကော်လေးနဲ့ချိတ်ထားပြီးရတဲ့ခါကျရင်ချီစားလေးဖြစ်လိုက်မယ်ပြီးသွားရင်ထိုးထားတဲ့ကလစ်ပြားလေးတွေကိုအစတတ်ထားမယ်ပေါ့နော်ဒီဝဲနှာခေါင်းလေးမှာလည်းအမဲချောင်းလေးနဲ့နှာခေါင်းပုံစံလေးနှစ်ချောင်းဖော်ထားပါမယ်ဒါလေးကတော့မပြတော့ပါဘူးရှင်ပြီးသွားရင်မျက်လုံးလေးကအေးအမန်မျက်လုံးလေးတစ်စုံလိုမယ်ပေါ့နော်ဝဲနှာခေါင်းလေးကဒီလိုလေးပါပြီးသွားတဲ့ခါကျလို့ရှိရင်တော့ကော်လေးတွေကပ်ပြီးတော့နေရာလေးချလိုက်ပါမယ်ရှင်နှာခေါင်းလေးကိုရင်နေရာချပါနော်နှာခေါင်းလေးရဲ့ပြီးနားမှာမျက်လုံးလေးနေရာချတော့မှတက်ကလေးပေါ်မှာပါရှင်ခါကြလို့ရှိရင်လွဲတက်လို့ပါနော်နှာခေါင်းလေးရင်နေရာချပြီးရတဲ့အခါမှာမျက်လုံးလေးတွေကိုဘေးတစ်ဖက်စီမှာစင်ပြေတဲ့နေရာလေးလှမ်းမယ်ထင်တဲ့နေရာလေးမှာလိုက်ကပ်လိုက်မယ်ပေါ့နော်ဒီလိုမှသာမျက်လုံးလေးကညီညီကလေးထွက်လာမှာပါရှင်ပြီးရတဲ့ခါကျလို့ရှိရင်တော့ first စာလေးနဲ့တွဲလိုက်ပါမယ်ဒီ first စာလေးကလည်းအယုတ်ကလေးနဲ့တိုင်းပြီးတော့ညှက်ထားပေးလို့ရပါတယ်နော်ကိုယ်အစင်ပြေတဲ့အရောင်လေးသုံးလို့ရပါတယ်ကလေးလေးကတော့ 5cm တစ်တောက်ကလေးလေးလိုတာပါပေါ့နော်ဒါမျိုးလေးလိုက်ကပ်ပြီးတော့ဆုံးသက်ပြီးလို့ရှိရင်ရမ်းလှပြီးတော့ချစ်စရာကောင်းတဲ့ကလေးလေးတစ်ခုကိုမြင်မြန်ဆန်ဆန်ထုတ်လုပ်ပြီးရပါပြီရှင်ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်